မင်းကလေးဟာကြောက်လန့်တကြားနဲ့ကတင်အောက်မှာပုံနေခဲ့တယ်ရုတ်တရက်ဆိုသလိုမိစ္ဆာကောင်ရဲ့ခြေထောက်ကြီးတွေဟာကတင်ပေါ်ကနေအောက်ကိုကျလာခဲ့ပါတယ်အဲ့ဒီတရဝကြီးဟာအန်နီကိုလိုက်ရှာနေခဲ့တာပါသူကအတန်းတော်မထွက်ရဲပဲကတင်အောက်မှာငြိမ်ငြိမ်လေးပုံနေခဲ့ရတယ်ပြီးတော့မိစ္ဆာကောင်ဟာသူ့အပေါင်းပါတွေကိုခေါ်တယ်လို့မျိုးကျဲလောင်စွာဟောက်လိုက်ပါတယ်ကံကောင်းတာကတော့မိစ္ဆာကောင်ဟာသူ့ကိုမတွေ့သွားပဲကတင်ပေါက်ကနေပြန်ထွက်သွားခဲ့ပါတယ်မိစ္ဆာကောင်ထွက်သွားတော့မှအန်နီလည်းဖြည်းဖြည်းချင်းစိတ်အေးလိုက်ရပါတယ်ကတင်အောက်ကနေချက်ချင်းထွက်ပြီးကတင်ပေါက်ကိုအမြန်သွားပိတ်လိုက်ပါတယ်ပြီးတော့နေရန်ကိုမိပြီးအသက်ကိုခပ်ပြင်းပြင်းရှူရင်းစိတ်ကိုငြိမ်အောင်ကြိုးစားနေခဲ့တယ်စိတ်နည်းနည်းငြိမ်သွားတော့မှမိစ္ဆာကောင်တကယ်ထွက်သွားပြီလားဆိုတာအပြင်ကိုတေချာချောင်းကြည့်ခဲ့တာပါအပြင်မှာဘာမှမရှိတော့ဘူးဆိုတာတေချာမှလက်နက်ကိုကင်ပြီးအိမ်ရှိတကားဘက်ကိုဖြည်းဖြည်းချင်းရှောက်သွားခဲ့တယ်ပွင့်နေတဲ့တကားကိုပိတ်တော့မဲ့အချိန်မှာပဲမျက်နှာကျက်ပေါ်ကနေထူးဆန်းတဲ့အတန်ကြီးထွက်လာခဲ့တယ်မိစ္ဆာကောင်ဟာအိမ်ရှိတကားနားကိုချင်းကပ်လာနေတာကိုမြင်လိုက်ရလို့အန်နီလည်းအရှိကိုပြေးသွားပြီးတကားကိုဝုန်းကားနဲ့စောင်းပိတ်လိုက်ပါတယ်လွတ်သွားပြီလို့ထင်လိုက်ရုံရှိသေးတဲ့အိမ်ထဲကမီးတွေကရုတ်တရက်မိတ်တုံဖြစ်လာခဲ့တယ်အန်နီဟာကြောက်ကြောက်လန့်လန့်နဲ့ TV ကိုပိတ်ဖို့ remote ကိုလိုက်ရှာခဲ့တာပေါ့ဘလောက်ပဲနှိမ့် TV ကပိတ်မရခဲ့ပါဘူးဒါနဲ့ပဲချက်ချင်းတူးထောက်ထိုင်ချလိုက်ပြီး TV ပလက်ခေါင်းကိုဆွဲဖြုတ်လိုက်တော့မှပိတ်သွားခဲ့တယ်ပြီးတော့အိမ်ထဲမှာရှိတဲ့လျှက်စစ်ပစ္စည်းတွေအားလုံးရဲ့ပလက်တွေကိုလိုက်ဖြုတ်လိုက်တော့မှအခန်းကြီးတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပါတယ်ဒီမိစ္ဆာကောင်ရန်ကနေသူမတယောက်တည်းနဲ့လွတ်မြောက်နိုင်မှာမဟုတ်ဘူးဆိုတာအန်နီသဘောပေါက်သွားပါတယ်